ဗီဒီယိုလေးလည်းမတင်တာကြတော့ခီးဟိုတစ်ခါသွားထားတဲ့ဆယ်လေးအကြောင်းတင်ပေးခြင်းလို့ပါကိုရဗျူတော့မဟုတ်ဘူးပေါ့နော်ချင်းတောင်ဘက်ကိုသွားရလမ်းကွာအဲ့ဒါမှချင်းတောင်ဘက်ကို꿰သွားကြမလို့ပဲနဲ့တန်တိုင်းသွားမှာဆယ်နာမည်ကတော့မင်းအတန်မထွက်တယ်လို့ comment မှာရေးပေးထားမယ်နော် TikTok မှာဗီဒီယိုလေးတစ်ခုတွေ့ပြီးတော့ဓာတ်ပုံလေးရိုက်ချင်တာနဲ့သွားမယ်ဆိုပြီးတော့သွားလိုက်တာကွာသူကဆိုင်ကယ်ဆိုလို့ရှိရင်ဝင်ကြီးက20ပေးရတယ်လူအတွက်ကတယောက်ကို100အဲကြောင့်အမှရင်120ဝင်ချင်းမှာ120မနွေရိုက်ချင်တဲ့ဓာတ်ပုံပုံစံမျိုးကသူဒီရေကန်ထဲမှာလှေစီးပြီးတော့သွားမှရိုက်လို့ရတဲ့နေရာဖြစ်နေတာအဲ့နဲ့ဒီလှေစီးဖို့အတွက်စုံစမ်းတော့တယောက်ကိုဘတ်600တဲ့လှေစီးမယ်ဆိုလို့ချင်း2ယောက်သွားတာဆို1200ပေးရဒီလင်းကတိတ်မလာတော့ကနေမတော်ဘူးကွာမစီးတော့ဘူးဆိုပြီးတော့ပြန်လာတာဘာမှမဟုတ်ဒီဆယ်သွားရင်တော့မတန်ဘူးဆိုတာကိုပြပြချင်တာပါရေတို့မုံတို့ဘာမှမရှိဘူးဝယ်သွားရမယ်ဒါပေမဲ့ကမ်ပင်းဆိုင်တော့ရှိတယ်လို့အဲ့ဒီမှာရေးထားတာတွေ့ရသွားကျင်တဲ့လူဆိုလို့ရှိရင်တော့သွားလို့ရအောင်လို့ညင်ပေးတာပါလေစီးဘူးရဲ့လူရှိရဆိုရင်လည်းတက်မတန်တစ်ချက်ပြောပြပေးခဲ့ပါအောင်နော်မင်းတော့မတန်ဘူးထင်လို့လေမစီးခဲ့ပါဘူး